မင်္ဂလာပါညီကိုတွေမနေ့ကကျွန်တော် TikTok မှာပေါ့နော်ဗီဒီယိုတင်ဖို့ဆိုပြီးကျွန်တော် UCL ပွဲတွေကိုသုံးသက်ချက်တွေနဲ့တကွဗီဒီယိုတွေရိုက်ပြီးကမှတင်ငန်းနေကြပါဗျာ internet line တွေပြတ်ကျသွားတယ်ဖြစ်ကျွန်တော်အဲ့လေးပွဲစလုံးကအပြစ်နိုင်တဲ့ပွဲတွေဖြစ်နေတယ်တော်တော်ရင်နာဖို့ကောင်းတယ်ပေါ့နော်ချီအောင်စလုံးပြန်မနေတော့ပါဘူးကဲဒီနေ့ UCL ဒုတိယညကျွန်တော်၄ပွဲသုံးသက်ပေးမယ်အပွဲတွေက Chelsea Villarreal ပြီးတော့ Manchester City နဲ့ကျွန်တော် Benfica ပွဲဖြစ်တယ်ချစ်ကိုတို့အနေနဲ့တခုတတိထားမှာနော် UCL ဟာအမှတ်ပေးဖလားလို့မဟုတ်ဘူး Champions League ကအမှတ်ပေးဖလားလို့မဟုတ်ဘူးဘူကီရဲ့ဖွင့်လှစ်မှုက30ရာခိုင်နှုန်းပဲအရေးပါတယ်90ရာခိုင်နှုန်းကခြေစွမ်းကိုကြည့်ရမှာနော်အမှတ်ပဲဖလားလို့ဟာဒီလောက်ပဲဖွင့်ပေးလို့ဒီလိုနေရမယ်ဆိုပြီးသွားမနေနဲ့နော်ချစ်ကိုတို့မရဘူးနော်သိလားဘာဖြစ်လို့လဲဆိုတော့ညီကိုတို့ကျွန်တော်ရှင်းပြမယ်ချန်ပီယံလိမှာ brother တာလေသေးရတာသလိုလောက်သွားမှာပဲဘာဖြစ်လို့လဲဆိုတော့ brother ကစားသမားတွေကချန်ပီယံလိကန်နဲ့နိုင်ငံအသင်းသွားကန်အောင်အမှတ်ပဲဖလားကန်နဲ့ကြာလာတော့ပွဲတွေပန်းလာမယ်တန်ရရကစားသမားတွေများလာတဲ့ခါကျရင်နောက်ပိုင်းတွေမှာအသင်းတွေကလည်းကြက်လာတဲ့အချိန်မှာအမှတ်တွေရဖို့ကမလွယ်တော့တဲ့အတွက်အခုချိန်မှာတာရင်အတင်းရသလိုအမှတ်ကိုယူမှာပဲသိလားအဲဒါကြောင့်မို့ဒီလောက်ဖွင့်ပေးလို့ဒီလိုတွေသွားပြီးတော့မလုံနဲ့နော်မင်းကလည်းမြင်တဲ့အတိုင်းပဲနော်3မိုင်းနဲ့50 60 80 80တွေဖွင့်ပေးပြီးတော့ဂိုးတွေအောက်တာမြင်လို့တော့မကောင်းဘူးပြောချင်တာနားလေတာအဲ့တော့ဖွင့်လှစ်မှုက30ရာခိုင်နှုန်းပဲအရေးပါတယ်အမှတ်ပေးဖလားလို့ဖွင့်လှစ်မှုကအရင်မကြည့်ဘူးဘောလုံးပွဲတွေပွဲတိုင်းလိုက်ကြည့်တဲ့ကောင်တွေစားရမှာပဲရှင်းရှင်းလေးပဲโอเคတော့ကျွန်တော်တို့သွားမယ်ကွာတာဘက်နဲ့ Chelsea 1 minute 90 goal bound 3 minute 20အဲ့တော့ brother Chelsea အမှတ်လို့နေတယ် Chelsea ကြိတ်မှာပဲအဝေးကွင်းဖြစ်နေပြီဆိုတော့ကြိတ်မှာပဲအဲ့တော့ brother တစ်ချက်ကြည့်ရမှာဘာလဲ quarterback အင်ကွင်းမှာ9ရနိုင်လားရနိုင်တယ် Chelsea ကို quarterback 9ရနိုင်တယ်ကျွန်တော်စိတ်ကြိုက်ကျွန်တော်အမြင်ရပြောရင် Chelsea 2-1 3-1 လောက်ကတော့ဖြစ်သွားမယ်လို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ဘာလို့ဆိုတော့ကျွန်တော် quarterback ပွဲနှစ်ပွဲသုံးပွဲကြည့်ခဲ့ရတယ်အဲ့လိုပဲကျွန်တော် Chelsea ပွဲကြီးလည်းကျွန်တော်ကြည့်တယ်ဒါကြောင့်မို့လို့ကျွန်တော်စိတ်ထဲမှာ quarterback တကိုးတော့ရမယ် Chelsea က2ဂိုး3ဂိုးရမယ်အဲ့တော့ကျွန်တော်စိတ်ထဲမှာ2-1နေစကြည့်ရမယ်လို့ကျွန်တော်စိတ်ထဲမှာမြင်တယ်ကိုပေါင်း body ကိုကျွန်တော်နည်းနည်းလေး anti များလို့မရွေးတာဘာလို့ anti များလာလဲဆို1 minute 90မှာမတော်မဆ2-1တွေပါဖြစ်သွားရင် brother 90တောင်ထိမှာဆိုတော့လေအဲကြောင့်ကျွန်တော်မရွေးတာပါကျွန်တော်စိတ်ထဲ3-1လောက်တောင်ဖြစ်သွားနိုင်တယ်လို့ကျွန်တော်စိတ်ထဲမှာထင်တယ် body ရောကိုပေါင်းဇုံပေါ်သွားနိုင်တယ်ဘာဖြစ်လို့ဆိုတော့ brother Chelsea ကတကယ်လုံးမှာအထာမထားဘူး quarterback ကလည်းသူ့အိမ်ဝင်ဖြစ်တဲ့အတွက်အရင်ခံစစ်ပိတ်နေမှာတော့မဟုတ်ဘူး Chelsea အရင်တိုက်လာရင်တမြန်ကနေကောင်တာကနေပြီးဂိုးပြန်ရမှာပဲ3 minute 20ဆိုတဲ့ဂိုးပေါင်းဖွင့်လှစ်မှုမှာကျွန်တော် Chelsea နဲ့ quarterback ကိုအပြန်လန်ဂိုးရပြီးဂိုးပေါ်မယ်လို့ကျွန်တော်ခံစားမိပါတယ်အဲကြောင့် Chelsea ပွဲဂိုးပေါ်ကြိုက်ပါတယ်ဒါတော့ဖွင့်လှစ်မှုကိုမေ့တာနော်နောက်ပွဲ Villarreal နဲ့ပတ်ဖို့အဲ့တော့ကျွန်တော်ဒီပွဲက brother Villarreal 1 minute 90ဂိုးပေါင်းက3 play 10အဲ့တော့ okay brother ဒီပွဲ Villarreal body နေလိုက်ပါမနေလို့မရပါဘူးပတ်ဖို့ဆိုတဲ့အသင်းရတယ်ကိုင်ရဲ MRT နဲ့ပွဲကျွန်တော်ကြည့်လိုက်ရပါတယ်အနီကထိတယ်အနီကထိလို့တေးစည်းစည်းကြတယ်ဆိုပေမဲ့အနီကမထိလဲစုပ်ပြက်နေတာပါဒီလားVillarreal လက်ရှိစပိန်လာလီဂါမှာ current form ရဘလိုနီးနဲ့မှမနိုင်နိုင်ပါဘူးတကယ်ဆိုပါဖို့က2မှတ် Villarreal 1မှတ် Villarreal 1မှတ်ဆိုတာလက်ခံလို့ရတယ်သူတွေ့ခဲ့တာ Juventus Manchester City စပါဖြစ်နေတဲ့အတွက်ကြောင့်မလို့ Champions League မှာတစ်ဖက်ရတယ်ဆိုတာ Villarreal ဖြစ်တင်တယ်ဒါကြောင့်မလို့ Villarreal ညှို့လင်းချက်တွေရှိသေးတယ်အသင်းကြီးတွေနဲ့တွေ့ပြီးသွားပြီဖြစ်တဲ့အတွက်ပတ်ဖို့ကိုအနည်းဆုံး2စီးအစစ်ရပါတယ်ဒါကြောင့်မလို့ brother Villarreal နေလိုက်ပါ Villarreal ရဲ့အခု current form ဟာပတ်ဖို့အိမ်ဝင်းကနေဘလို့မှထိန်းနိုင်တဲ့ current form မျိုးမဟုတ်ပါဘူးဒါကြောင့် Villarreal ယုံကြည်နဲ့သာနေလိုက်ပါပြောပြီးသားဘောပွဲကြည့်တဲ့ကောင်တွေပဲဒီချန်ပီယံလိကနိုင်ပါဘောပွဲမကြည့်ပဲဖွင့်လှစ်မှုလိုက်ကစားလို့ကတော့ခွေးဖြစ်မယ်နော်1 minute 90အခုပေးတယ်ဗျာအဲ့ဒါတည်းဘယ်လိုပို့ပေးရမှာဘာ2နှုတ်100ပေးရမှာလား2 play 10 20 30 40 50အဲ့လိုပေးရမှာလားစဉ်းစားလေအတိတ်ပဲမှမရှိကြနှိမ့်မှတ်တတ်တာပဲဘူကီကလည်းမရိုက်ထားဘူးချစ်ကိုဘူကီသဘောကောင်းတာမကောင်းတာတော့မသိဘူးကျွန်တော်ကဘူကီမရိုက်ဘူးလို့ပဲသတ်မှတ်တယ်โอเคနောက်တစ်ပတ်က Manchester City နဲ့ Dortmund Manchester City အိမ်ဝင်1 minute 40 40ဂိုးပေါင်း3 minute 50အပတ်မှာကျွန်တော်ဂိုးပေါင်းအောက်ကြိုက်တယ်ဘာလို့ဂိုးပေါင်းအောက်ကြိုက်လဲဆိုတော့ဒေါမွန်ကြောင့်ကြိုက်တာဒေါမွန်ဆိုတဲ့အသင်းကမင်းဘောလုံးလောကမှာမရှိသေးတဲ့အသင်းတကယ်ပြောတာစက်သေးမရှိဘူးအကောင်အဲ့အသင်းကဒေါမွန်ကအခုအမှတ်တူ Manchester City နဲ့အမှတ်တူကိုသူကတော့မှပဲတကိုးပို့ပြီးများထားတဲ့အတွက်သူကတော့အပေါ်ရောက်နေသေးတယ်အဲ့တော့ Manchester City ကလည်းအမှတ်လုံးနေတယ်ဒေါမွန်ကလည်းလိုတယ်ဒါပေမဲ့ဒေါမွန်ကငပါငနက်သိလားအကောင်တကယ်စောက်ပါ Manchester City ကွင်းမှာဒေါမွန်အနေနဲ့ဘလို့မှအနိုင်ဆိုတဲ့ရလက်ကိုမထိန်နိုင်ဘူးဆိုတာသူတို့သိတယ်အနိုင်မကန်နိုင်ဘူးဆိုတာသူတို့သိပြီးသားဒါကြောင့်မလို့သူတို့တရေနဲ့လာမှာတကယ်လို့တရေမရဘူးဆိုရင်တော့မှပဲ Manchester City ဂိုးပြမရှုံအောင်လာခဲ့မှာ1 2 ပြင်မပို့ဘူးအဲဒါကြောင့်မလို့စိတ်ချဒီပွဲမှာအများဆုံးရောက်2-1 3ဂိုးပြင်ပို့မရောက်ဘူးလို့ကျွန်တော်စိတ်ထဲမှာခံစားမိတယ်ဒေါမွန်ဆိုတဲ့အသင်းက Bundesliga မှာဘယ်လိုတွေကန်လဲဆိုတော့တွားကြည့်လိုက် Bundesliga ဂိုးပေါ်တယ်ဆိုလို့ဂိုးပေါ်တယ်ဒါပြောဒေါမွန်ဂိုးပေါက်တာ10ပွဲလား9ပွဲလားဖြစ်နေပြီအကောင်လေးတင်တကယ်စောက်ပါစီးပွားရေးအသင်းဒေါမွန်ကဒီလားကွာတာရောက်တော့မရောက်ရအောင်တက်မှာအဲတရောင်းသားတွေကကွာတာရောက်တော့မရောက်ရအောင်တက်မှာမဲ့တက်မှာနောက်ပွဲတွေမှာ तू ဒန်းတူကန်လို့ရတဲ့အသင်းတွေကြီးဖြစ်တယ်ဒီလား
သူ့အနေနဲ့ပြန်ပြီးတကိုးနှစ်ကိုပြန်ကတ်နိုင်လို့ရတဲ့အသင်းတွေဖြစ်တယ်ချန်ပီယံလိမှာကန်ရမှာအဲ့တော့မန်ချက်စတာစီးတီးနဲ့ပွဲမှာမနိုင်မှန်းသိတယ်မနိုင်မှန်းသိတဲ့အတွက်ဂိုးပြတ်မရှိအောင်လာမယ်တရေရအောင်ဖင်ပိတ်လိမ့်မယ်ဘူးညာအဲ့ဒါကြောင့်မန်ချက်စတာစီးတီးနဲ့ဒေါ့မွန်အများဆုံးရရင်3ဂိုးတည်းမပိုးလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်အဲ့ဒါကြောင့်3 minus 50မှာကျွန်တော်ဂိုးအောင်ကြိုက်ပါတယ်ဘင်ဘီကာနဲ့လေးပါကိုစင်ပလာတာဘင်ဘီကာ1 + 95 3 + 45ကျွန်တော်အောက်ဘက်ကိုကျွန်တော် draw လို့ပဲခံစားရတယ်အဲ့တော့ brother လေးပါကိုစင်နေလို့ရတယ်ဂိုးအောင်နေလို့ရတယ်ဇုံအောင်ကြီးကြတော့ဇုံအောင်ကျွန်တော်ပေးတာကြတော့ brother နည်းနည်းလေးအန်တယ်တော့များတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဇီးဇီး1-1ဒါလည်းမပိုးလို့ကျွန်တော်စိတ်ထဲခံစားရတယ်ဘာလို့လဲဆိုတော့ brother ဘင်ဘီကာလည်းအိမ်ဝင်းမှာ corner back ကိုတော့ရှုံးခဲ့တယ်အသိဒီလားလေးပါကိုစင်ကလည်းအဲ့လောက်ကြီးမဟုတ်သူတို့နှစ်သိန်းကကျွန်တော်ကလေဘောလုံးကဟိုဘက်တိုက်စစ်စင်လိုက်ဒီဘက်တိုက်စစ်စင်လိုက်အမှားပဲခြားခြားလဲနေမယ်လို့ကျွန်တော်စိတ်ထဲမှာခံစားနေရတဲ့အချက်ကိုသိလားအဲ့တော့နိုင်သွားလေ brother ရဲ့ကျွန်တော်စိတ်ထဲဘင်ဘီကာဒီဖွင့်လင်းမှုနဲ့တော့မနိုင်တော့ဘူးတင်တယ် brother သိလားအဲ့တော့လေးပါကိုစင်1-1ဒီလိုမျိုးတွေသွားဖို့များနေတဲ့ချက်ကိုဂိုးပေါ်စရာအကြောင်းမရှိဘူးသိလား3 + 45ဈေးနှုန်း3 + 50ပဲထားလိုက်ပါတော့ကျွန်တော်ဘာလို့လဲဆိုတော့ဘင်ဘီကာကိုလည်းအရှင်းအားမရအဲ့လိုပဲလေးပါကိုစင်ကိုလည်းအားမရပြီးရချင်းတဲ့ပွဲကျွန်တော်ကြည့်လိုက်တယ်ဗျာကျွန်တော်အပွဲ VIP တိဂိုးပေါ်ပေးခဲ့တော့စုပ်ပြန့်နေတာပဲဒီလားဘယ်လိုအိမ်ဝင်းဆိုတော့နည်းနည်းလေးတိုက်စစ်လေးတော့ပြန်ကောင်းတယ်အဲ့ဒါလွှဲရင်ဗျာဒီလားဘာမှအားရကြဘူးအဲ့တော့ကျွန်တော်ဘေဘီကာနဲ့လီဗာကိုစင်ကတော့ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်နေပဲပြီးမယ်လို့ပြောစီတယ်ထင်တယ်အဲ့တော့1 + 90 ဘက်3 + 45ဆိုတော့ brother ဇုံအောက်ကြီးဒီလားဂိုးအောက်မှာ brother အဲ့တော့လီဗာကိုစင်နေမနေဂိုးအောက်နေနော်လီဗာကိုစင်လည်းရတယ်ဂိုးအောက်လည်းရတယ်ကျွန်တော်ဘာရွေးပေးမလဲဆိုရင်တော့ဂိုးအောက်ပဲရွေးပေးလိုက်ပါမယ်နော်အဲ့တော့ဘယ်လေးဘာကူစင်နဲ့ဘယ်ဟိုမဟုတ်ပါဘူးလေးဘာကူစင်နဲ့ဘေဘီကာကတော့ကျွန်တော်ဘိုးအောင်ကြိုက်ပါတယ်ဒီပွဲတွေကကျွန်တော်ပြောပြီးသားဖွင့်လှစ်မှုတွေအရင်မမှတ်နဲ့နော်ဘေဘီကာမျောလင်းချက်ကမရှိတော့ဘူးချစ်ကိုပဲသိလားအဲ့ဒါကြောင့်မို့လို့ပါနော်ဆိုတော့တော်တော်နဲ့လုံရင်းပြတခြားအချက်လက်တွေမထဲဘူးဆိုတာ brother ကျွန်တော်ဗီဒီယိုတွေတားရှည်မှာဆိုလို့ကျွန်တော်ကလည်းပြောမိလေးရရှည်ရောအဲ့ဒါကြောင့်မို့လို့သိလားကျွန်တော်မထည့်တာတခြားချက်လက်တွေကျွန်တော်ကြည့်ပြီးသားကျွန်တော်ညီကိုတို့သတင်းမရတော့မပေးပါဘူးအဲ့ဒါကြောင့်ကျွန်တော်တခြားကြည့်ပြီးမှပြောပြီးတာဖြစ်တော့တဲ့ကြောင့်တခြားအချက်လက်တွေကိုညီကိုတို့ဝင်ကြည့်လို့လည်းရတယ်ကျွန်တော်လည်းအကြိုက်တူတဲ့ဟာရှိရင်ယူပြီးတော့အကြိုက်မတူရင်ပယ်ပေါ့နော်ဘက်ကန်ပေါ့โอเคအားလုံးကျေးဇူးများကြီးတင်တယ်ကျွန်တော် Telegram channel လေးကကျွန်တော်ရဲ့ TikTok bio မှာရှိပါတယ်အဲ့ဒါတွေဆို join ပြီးလို့ရပါတယ်ကျွန်တော်က VIP package တွေလည်းရှိပါတယ်ညီကိုတို့လာပြီးအချိန်တွေ show လို့ရပါတယ်ဆက်သွယ်ခြင်းတို့လက်တွဲခြင်းတွေဆိုလည်းရပါတယ်လုံးဝအကောင်းဆုံးလုပ်ပေးထားပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ညီကိုတွေလည်းအဆင်ပြေကြပါစေပေါ့နော်လုံးဝအကောင်းဆုံးတွေပဲဖြစ်အောင်စူးစမ်းနေပါတယ်ကျွန်တော် VIP member တွေကတော့အရှုံးဆိုတာဘာမှမသိပါဘူးခင်ဗျာ